Hello မင်္ဂလာပါဒီနေ့မှာတော့ဒါကျွန်တော်ရဲ့အကြောင်းသားတွေကိုကျွန်တော်က blog paper hacker လေးကိုကျွန်တော်လက်တွေ့ညှပ်ပြပြီးတော့လက်တွေ့သင်ကြားတော့မှာဖြစ်ပါတယ်အဲဆိုညှပ်ပညာကိုအခုမှစပြီးလေ့လာနေတဲ့ညီလေးညီမလေးတွေလည်းဒီနေရာနေပြီးတော့ကျွန်တော်မျှဝေမှုလေးကိုကြည့်ရှုလို့ရပါတယ်ဟုတ်ကဲ့ကျွန်တော်တို့အဲ့ဒါဆိုစပြီးတော့ညှပ်လိုက်အောင်နော်ပထမဆုံးအနေနဲ့ blue out paper ဆိုတာကျွန်တော်တို့ low paper ပုံစံမျိုး fake ကအနိုင်လေးဖော်ဆောင်ပေးရမှာဖြစ်တဲ့အတွက်အခုမြင်တွေ့နေရလို့ digital guideline ကိုလည်းကျွန်တော်တို့အနိုင်လေးယူပေးရမှာဖြစ်ပါတယ်0 guideline ယူပြီးတဲ့နောက်ပိုင်းမှာတော့အခုမြင်တွေ့နေရသလိုပဲကျွန်တော်တို့နှစ်ပန်း white လေးတွေနား white လေးတွေကိုတစ်ခါတည်းဖော်ဆောင်ပေးခဲ့ရမှာပဲဖြစ်ပါတယ်ပထမဆုံး guideline အနေနဲ့ကျွန်တော်တို့ 1.5 mm ကတ်ကိုအသုံးပြုပြီးတော့ guideline တစ်ခုကိုဖော်ဆောင်ပေးရမှာဖြစ်ပါတယ်နောက်ထပ်တစ်ဆင့်အနေနဲ့ clipper ရဲ့ blade ကိုအခုလို open position မှာထားပြီးတော့စောစောယူခဲ့တဲ့ 1.5 guideline ရဲ့အောက်မှာ guideline ဖော်ဆောင်ပေးရမှာပဲဖြစ်ပါတယ်ပြီးရင်တော့ clipper ရဲ့ blade ကိုပြန်ပိတ်ပြီးတော့အောက်ဆုံးမှာယူခဲ့တဲ့0 guideline ကိုဖျောက်ပေးရမှာပဲဖြစ်ပါတယ်အခုဒီအဆင့်ကတော့စောစောယူခဲ့တဲ့ 1.5 guideline ရဲ့အထက်မှာ3 mm ကတ်ကိုအသုံးပြုပြီးတော့ guideline တစ်ခုကိုဖော်ဆောင်နေရပဲဖြစ်ပါတယ်ပြီးရင်တော့ကျွန်တော်တို့အောက်မှာကြံခဲ့တဲ့ 1.5 ရဲ့ guideline ကို clipper ရဲ့ blade ကို open position ထားပြီးတော့ဖျောက်ပေးရမှာပဲဖြစ်ပါတယ်ဒီစင်ကတော့စောစော3 mm နဲ့ယူခဲ့တဲ့ guideline ကိုကျွန်တော်တို့ blend နဲ့ပြန်ဝေပေးနေရပဲဖြစ်ပါတယ်ဒီမှာမြင်တွေ့နေရလို့ကျွန်တော်တို့အမိန်လိုင်းကနဲတယ်ပေါ့နော်အဲ့ဒီအမိန်လိုင်းပို့ပြီးတော့များများလေးလိုချင်တဲ့အတွက်10 mm ကတ်ကိုအသုံးပြုပြီးတော့ဂျားထဲမှာကျွန်တော်ပြန် join ပေးမှာပဲဖြစ်ပါတယ်အခုဆိုရင်အမိန်လိုင်းလေးကလည်းပို့ပြီးကျယ်လာသလို fake ကလည်းပို့ပြီးတော့ပေါ်လာတာကိုတွေ့ရပါလိမ့်မယ်โอเคကျွန်တော်တို့အခုမြင်တွေ့နေရတော့အနောက်ဘက်မှာရှိတဲ့ fake ကိုစတင်ပြီးတော့ဖော်ဆောင်မှာဖြစ်ပါတယ်အဲ့ဒီအတွက်ကျွန်တော်တို့ပထမဦးဆုံး 4.5 mm ကတ်ကိုအသုံးပြုပြီးတော့ blending guideline လို့ခေါ်တဲ့ foundation guideline ကိုတိစောက်ပေးရမှာပဲဖြစ်ပါတယ်အဲ့ဒီနောက်အောက်မှာကျန်နေတဲ့ guideline ကိုပို့ပြီးချိတ်ဆက်မှုဖြစ်သွားအောင်3 mm ကတ်ကိုအသုံးပြုပြီးတော့ကျွန်တော်တို့ guideline တစ်ခုကိုထပ်ပြီးယူပေးရမှာပဲဖြစ်ပါတယ်အခုဒီမှာမြင်တွေ့ရသလိုပေါ့နော်3 mm ကတ်လေးယူပြီးတဲ့နေရာနဲ့မယူရသေးတဲ့နေရာမှာတော်တော်လေးကိုကွာခြားပါတယ်နောက်ထပ်ယူရမယ့် guideline ကတော့ 1.5 mm ကတ်ကိုအသုံးပြုပြီးတော့ guideline တစ်ခုကိုထပ်ပြီးဖော်ဆောင်ပေးရမှာပဲဖြစ်ပါတယ်1.5 mm ကတ်ယူပြီးတဲ့နောက်ပိုင်းမှာတော့ကျွန်တော်တို့အခုမြင်တွေ့နေရလို့ clipper ရဲ့ blade ကို open position မှာထားပြီးတော့အောက်ဆုံးမှာ guideline လေးတစ်ခုဖော်ဆောင်ပေးရမှာဖြစ်ပါတယ်ဒီ open blade နဲ့ကျွန်တော်တို့ close blade ရဲ့ကြားထဲမှာဒီအဆင့်မှာပေါ့နော်ဒီ clipper ရဲ့ဒီ adjust key ကိုတောက်လျှောက်ကစားပြီးတော့မှလိုရင်လိုစလို့ကျွန်တော်တို့ချိန်ဆပြီးတော့ fake ကိုဖော်ဆောင်ပေးရမှာပဲဖြစ်ပါတယ်နောက်ဆုံးတစ်ဆင့်အနေနဲ့အခုမြင်တွေ့နေရတဲ့ဒီ guideline ကိုချိတ်ဆက်ဖို့အတွက်ကျွန်တော်တို့ blending ဝင်ပေးရမှာပဲဖြစ်ပါတယ်နောက်ဆုံးအနေနဲ့ fake ကိုပို့ပြီးတော့မိန်သွားစေဖို့အတွက်ပို့ပြီးတော့လှသွားစေဖို့အတွက်10 mm ကတ်ကိုအသုံးပြုပြီးကျွန်တော်တို့အခုမြင်တွေ့နေရလို့ဖော်ဆောင်ပေးရမှာပဲဖြစ်ပါတယ်fake တွေအားလုံးဖော်ဆောင်ပြီးတဲ့နောက်ပိုင်းမှာအခုမြင်တွေ့နေရသလိုနား white နေရာမှာကျန်နေတဲ့စပင်လေးတွေကကျွန်တော်ထူနေရဖြစ်တဲ့အတွက် gun number ကြီးပေါ့နော်မီလီမီတာများတဲ့ gun ကိုအသုံးပြုပြီးစပင်လေးတွေကိုပြန်ပါပေးနေရပဲဖြစ်ပါတယ်နောက်ဆုံးအနေနဲ့ကတော့ခုမြင်တွေ့နေရလို့ကျွန်တော်တို့နား white လေးတွေနှစ်ပန်း white လေးတွေကိုလှလှပပလေးဖော်ဆောင်ပေးရမှာဖြစ်ပါတယ်အခုလို blue out taper တွေ taper fake တွေညှက်တဲ့ချိန်မှာအခုမြင်တွေ့နေရတဲ့ဒီနားပေါ်မှာကြန့်ရှိမဲ့ white လေးပေါ့နော်ဒီ shadow white လေးကပို့ပြီးတော့အရေးကြီးပါတယ်လှလှပပလေးဖော်ဆောင်ပေးဖို့လိုအပ်ပါတယ်အခုဒီအဆင့်ကတော့ကျွန်တော်တို့အပေါ်ပိုင်းကိုလက်ဆွဲပြီးတော့ညှက်တဲ့အဆင့်ပေါ့နော်blue out taper ပုံသွင်းဖို့ဆိုလို့ရှိရင်ကျွန်တော်တို့အလယ်မှာစင်တာ line တစ် line ယူပြီးတော့မာကာလေးတွေယူပေးရမှာဖြစ်ပါတယ်နောက်တစ်ဆင့်အနေနဲ့အဲ့ဒီအလယ်မာကာနဲ့အညီလေးကျန်တဲ့စပင်တွေကိုလည်းအခုမြင်တွေ့နေရလို့လက်ဆွဲပြီးတော့ညှက်ပေးရမှာပဲဖြစ်ပါတယ်
အနောက်ဘက်မှာကျွန်တော်တို့ blue out taper ပုံစံတွဲမှာဖြစ်တဲ့အတွက်အခုမြင်တွေ့နေရလို့စပင်ကို90ဒီဂရီဆွဲပြီးတော့မှညှက်ပေးရမှာပဲဖြစ်ပါတယ်နောက်ဆုံးအနေနဲ့တော့ကျွန်တော်တို့စပင်တွေအားလုံးကိုအခုမြင်တွေ့နေရလို့တက်ချလေးတွေထည့်ပေးရမှာပဲဖြစ်ပါတယ်ဟုတ်ပြီအခုဆိုရင်တော့ကျွန်တော်တို့အားလုံးညက်ပြီးသွားတဲ့အနေထားပေါ့နော်အဲ့ဒီနောက်ပိုင်းမှာတော့ကျွန်တော်တို့ style လေးလုပ်ပေးရမယ့်အဆင့်ကိုရောက်ရှိလာပါပြီဒီလို blue out taper လေးကို style လေးလုပ်တဲ့အချိန်မှာတော့ကျွန်တော် product အနေနဲ့ hair powder ကိုအသုံးပြုပြီးတော့မစီပုံစံလေးကျွန်တော်ရှုပ်ရှုပ်ပွားပွားလေးပုံသွင်းပေးထားတာပဲဖြစ်ပါတယ်โอเคအခုဆိုရင်တော့ကျွန်တော်တို့ blue out taper ညက်ပုံညက်လေးကိုကျွန်တော်တို့လေးလာပြီးစီးခဲ့ပြီပဲဖြစ်ပါတယ်ကျွန်တော်ရဲ့မျှဝေမှုကနေလည်းအကျိုးရှိမိလိမ့်မယ်လို့ကျွန်တော်တို့ယုံကြည်ပါတယ်ကြည့်ရှုပေးတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ရှိပါတယ်နောက်ဗီဒီယိုဖိုင်တွေမှာကျွန်တော်တို့ပြန်လည်ဆုံစည်းကြမယ်နော်